ဘာကျူတော့ဒီလာရင်ဒီအောင်ရက်ပါလေလေလာမချအတ္တနာမိကိုရက္ခဏတော်ဖြစ်နေတာတွေမဖြစ်အောင်ဆောင်ရှောက်နေတဲ့ပုဂ္ဂိုလ်ဒီပရဏံသူတော်ဘာရဲ့ပေါ်မှာလည်းပဲကုသလာနာကုသိုလ်ကောင်းမှုဖြစ်ကြရအောင်လေယခုမိမိရဲ့ဒါနမှာကဲဝတ်နေသောသီလသမာဓိပညာတွေဒီသီလသမာဓိပညာတွေကိုသက်ဝင်ယုံကြည်ပြီးတော့လူတန်းကြတဲ့အလူရှင်လူမတွေကလည်းပဲသင်တို့ရဲ့ကြီးညိုပွဲရတယ်ပြီးတော့သင်တို့အထုတ်နေတာတွေကိုကြည့်ပြီးတော့သင်တို့အထုတ်နေတာတွေကိုမြင်ပြီး၍သောသင်္ကန်းကြောင့်စိတ်ပြည်လေးပါထောက်ပံ့လူတန်းနေကြတဲ့လူရှင်တို့ရဲ့တန်တာမှာလည်းပဲတရားတရားတွေတိုးပြီးတော့သာသနာပေါ်မှာသက်ဝင်ယုံကြည်လာကြတယ်ပို၍သာသနာကိုယုံကြည်လာကြတာလည်းပဲဒါသင်တို့ကလူရှင်လူမတွေကိုပေါ်မှာလည်းပဲဒါဆောင်းရှောက်ပြီးသားဖြစ်နေတာပဲလေအဲ့တော့အတ္တနာကိုယ့်ရဲ့ကံနာမှာကိလေသာမပြအောင်ရက်ခံတော့ဆောင်းရှောက်ရမယ်အတ္တနာကိုယ့်ရဲ့ကံနာမှာကိလေသာမပြအောင်ဆောင်းရှောက်နေတဲ့ပုဂ္ဂိုလ်ဒီပရံအလူရှင်တို့ရဲ့ပေါ်မှာလည်းပဲရဂတိဆောင်းရှောက်ရရောက်နေပြီတဲ့ပုဂ္ဂိုလ်ကိုလည်းပဲတတိပဒံနဲ့ဆောင်းရှောက်လူရှင်လူမတို့ရဲ့ပေါ်မှာလည်းပဲတရားတွေတိုးအောင်ကုသိုလ်တွေတိုးအောင်ဆိုပြီးတော့ပုဂ္ဂိုလ်ကိုဆောက်ရှောက်တော့အမြင်တူတာဖြစ်တဲ့အတွက်ကြောင့်မိမိတို့ကိုလည်းပဲဒါသူတို့ကဆောက်ရှောက်ပြီးသားဖြစ်နေတာပဲလေအတ္တနာရကံတော်ပရာရကတိပရာရကံတော်အတ္တနာရကတိအတ္တနာမိမိနာတွေနဲ့ဆောက်ရှောက်ကြပါသည်ဆောက်ရှောက်နိုင်ပါသည်ဒါနသီလဘာဝနာတွေနဲ့ဆောက်ရှောက်တဲ့ပုဂ္ဂိုလ်ရဲ့ဒါနမှာလည်းပဲကိုယ့်ရဲ့ဒါနမှာသီလသမာဓိပြည့်ဖြစ်အောင်ပွားများနိုင်ကြပါစေပွားများဆောက်ရှောက်ကြပါလို့တိုက်တွန်းပါတယ်